cos professional က blingo ဆိုတဲ့နှကန်းတွေပေါ့နော် shade လေးတွေကလည်းမြန်မာသားရည်နဲ့လိုက်အောင်ထုတ်ပေးထားတယ် packaging ဘက်မှာဆိုလို့ရှိရင်လည်းတော့လုံးဝ luxury vibe ပြအောင်လုပ်ပေးထားတာပေါ့နော်အဲ့ဒီကထုတ်ဆိုအရင်မိုက်နေမှာပုံစံလေးထုတ်ထားတာကမပြတ်ဖို့အဓိကပေါ့နော်ကိုကြိုက်တဲ့ပုံစံတိုင်းစိုးပြီးလို့ရှိရင်ခဏလောက်ထားရတာနဲ့လုံးဝခြောက်သွားပြီဆိုတာနဲ့ kiss proof waterproof ဖြစ်သွားပြီပေါ့နော်ဒါကပထမဆုံးအရောင်လေးနည်းနည်းလိမ့်မဖောက်တဲ့အနီလေးပေါ့နော်သူကအနီလေးကိုပဲအခြေခံထားတယ်တစ်ဆက်လုံးမှာအရောင်လေးရပြည့်ရစရာမရှိဘူးမြန်မာသားရည်နဲ့လိုက်တယ်ဒါကဒုတိယအရောင်ဒါလေးကတော့အကြိုက်ဆုံးပဲညိုလေးကိုမှအဖျော့လေးပေါ့နော် nude ပတ်သွားတယ်အရန်လာဆိုရင်အသားရောင်လုံးဝမရွေးဘူးခုသုံးသမားလည်းလိုက်တယ်ဝမ်တုံးလည်းလိုက်တယ်အလေကအသားရည်မျိုးလည်းလိုက်တယ်ပေါ့နော်0-2ကလည်းတယောက်နဲ့ဆိုရင်လည်းလှတယ်အရန်လာတယ်ဒါဆိုရင်တယောက်နဲ့ဆိုးထားပေါ့နော်ပြီးတော့အရောင်လေးဆက်ဆိုရင်လည်းလှတယ်သူအတွင်းထဲမှာဆိုပြီးတော့ပို့ပြီးတော့လင်းတဲ့အရောင်အပြည့်လေးပြည့်ဆိုးထားမျိုးဆိုလည်းအရန်လာတယ်လက်နဲ့လည်းဆိုးဆိုးပြည့်ပြည့်ဆိုအကြိုက် blend ပြီးလို့ရှိရင်10မိနစ်လောက်ထားမယ်ထားပြီးရတယ်လုံးဝ kiss proof ဖြစ်သွားပြီ water proof သူကတော့ warm ဖြစ်တဲ့အနီကိုမှတက်တောက်ကလေးပေါ့နော်သူလည်းတော်တော်လှတယ်လုံးဝနှင်းစီပဲအရောင်လေးဒီ blingo နှကန်းလေးတွေကိုဖွားဖွားလေးဆိုးလို့လည်းရတယ်အဲ့လိုဆိုလို့ရှိရင်တော့ natural ပို့ပြီးတော့ဆန်တဲ့နှကန်းလေးရတယ်ပေါ့နော်တခုသတိထားမိတာလို့ပွားပွားလေးဆိုးမယ်ဆိုရင်နှကန်းသိမ့်မချတော့နောက်ဆုံး04အနီပင်မဲ့အနီရောင်အေးအေးလေးပေါ့နော်အေးလေးပင်မဲ့လည်းတက်တောက်ကလေးရှိတယ်အနီကိုမှနည်းနည်းခူးဖြစ်တဲ့ပုံစံပဲသွားရပေါ့နော်ခရမ်းဖောက်တော့လေသူ့ကိုလိုမျိုးအတွင်းလေးဆိုးရလဲလှတယ် blend လုပ်ပြီးရတယ်ဒါမျိုးလေးရတယ်ပေါ့နော် tap လုပ်ပြီးတော့လဲဆိုကြည့်ရဲအဲ့လည်းအဆင်ပြေရဲ့ပြီးတော့တခါမှမစိုးဘူးတဲ့ပုံစံမျိုးပေါ့နော် cause အပြည့်လဲဆိုကြည့်အပြည့်ဆိုတော့အရန်လာတယ်လုံးဝပိတ်သိပ်ထွက်ပြီးတော့လေဒီလိုမျိုးမပြတ်တဲ့နှကန်းတွေတွေကလေတချို့ဟာဆိုလို့ရှိရင်အဖက်ဖက်ရေလန်သွားတာရှိတယ်ဒီကလုံးဝမဖြစ်ဘူးဒါအောင်မခံတယ်ပေါ့နော်ဒါပေမဲ့တခုပဲ cause ကတင့်ဆိုတာအများရဲ့သူဆိုတာဒါမျိုးဆိုတော့နှကန်းပေါ်မှာကြောက်တယ်လို့ခံစားရတယ်တမျိုးလေးပေါ့နော်ဒါပေမဲ့ကိုကအဲ့ဒါမျိုးမှကြိုက်လို့ဒါမျိုးရှာရဲဆိုလို့ရှိရင်တော့လုံးဝ worth ဖြစ်တယ်